ဟုတ်ကဲ့ပါဒီဘောမှာတယောက်မေးထားလို့ဖြေပေးမယ်နော်အမကြီးဒီဘောမှာဆိုလာတွေအများကြီးဘာလို့ထားလဲဆိုတော့အမကြီးဒီကျွန်တော်တို့ဒီဆိုလာတွေကအကုန်လုံးပေါင်းဒီကန်တကန်ကျွန်တော်6ကန်ရှိတယ်ဒီကန်တကန်ဆိုရင်ဆိုလာအချက်ကြီး3သိန်းနဲ့9000ကျော်ရှိတယ်ဒီကန်ကြီးတကန်ဆိုဟုတ်ဝေးကြီးပါဟုတ်ပါမှာတမျိုးတစ်ခေါ်ကြီးအဲ့ဒီဆိုလာတွေကကျွန်တော်တို့ဒီစက်ယုံတွေကိုမီးပေးတာဒီဘက်ကနောက်ကစက်ယုံမျိုးတွေလူစက်ယုံမျိုးတွေဟုတ်ပါအများကြီးစက်ယုံတွေကဒီစက်ယုံတွေကိုမီးပေးတာပါဒါနေ့စဉ်နဲ့ညကျွန်တော်တို့ဒီမြန်မာပြည်သားတွေကတန်ရှင်းလိုက်လုပ်ပေးရတယ်ရေးဆေးပေးရတယ်ဟုတ်ကဲ့ဖြေးပေးလိုက်ပါပြီနောက်ပြီးတော့နောက်တစ်ချက်ကျွန်တော်ကိုမေးထားတဲ့လူတွေရှိပါတယ်အလုံးမအားလို့တင်မပေးတာပါတောင်းပန်ပါတယ်ကျွန်တော်တို့ဒီဆူလာတွေကိုမွေးရတဲ့ထားရင်အထက်ကျွန်တော်သူတို့ကမသိလို့အိမ်ထဲကိုပြန်သွင်းရတယ်ရေးဆေးလို့ရလားမွေးရတဲ့ထားလို့ရလားလို့မေးတဲ့လူတွေမွေးရတဲ့ကိုထားလို့ရပါတယ်ရေးတန်ရှင်းလုပ်ပေးကြည့်ပါဒီအားသွင်းတဲ့အခါတနားရီသွင်းရမယ့်နေရာမှာနိုင်ရွက်ပဲသွင်းရပါတယ်